ကဲမင်္ဂလာပါဗျာနော်မျိုးတွေအဲ့တော့ကျွန်တော်အခု one chain လုံးမိုင်အနေနဲ့ကျွန်တော်ပြပေးမယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ထိပ်ဖြစ်ဖြစ်အပိတ်ဖြစ်ဖြစ်ဗျာနော်အထက်အောက်မှာအလုံးတူခဲ့မှဆိုရင်38 chain 38လုံးမိုင်ပါဗျာနော်နိုင်ရအတွင်းဆင်းပေးပါတယ်အဲ့ဒါလေးကိုဒီမှာခွန်လေးခွန်တစ်ဆိုတော့ကျွန်တော်တို့ထိပ်ခွန်လေးတူပါတယ်ဗျာနော်ခွန်တူတဲ့အတွက်ကြောင့်မလို့38 chain ပါဗျာနော်နိုင်ရအတွင်းမှာရှိပါတယ်38 chain နိုင်ရအတွင်းရှိပါတယ်ဆိုတာကိုပြပေးလိုက်ပါတယ်အဲ့တော့စပြမိမယ်ဗျာနော်2025ရဲ့ပွဲစားလေးရတဲ့စစ်ပြပေးမယ်ဒီမှာကျွန်တော်တို့အပိတ်မှာခွန်ကို9ခုဆိုတော့9တူပါတယ်ဗျာနော်38 chain ညနေပိုင်း86သူဆင်းပါတယ်84သူဆင်းပါတယ်ဟုတ်ပြီနော်နှစ်ရက်တည်းဆင်းပေးပါတယ်ဒီမှာအပိတ်နှစ်တူပါတယ်ဗျာနော်အထက်အောက်မှာလုံးတူတာနဲ့38 chain ကနောက်ရက်မှာဆင်းပေးပါတယ်ဗျာနော်အပုံစံမျိုးလေးပဲဒီမှာထိတ်တူပါတယ်38 chain နှစ်ရက်တွင်းဆင်းပေးပါတယ်ဗျအဲဆိုရင်ဒီမှာဆိုရင်ထိတ်တူပါတယ်38 chain နှစ်ရက်တွင်းဆင်းပေးပါတယ်ထိတ်အပိတ်တီတူပါတယ်38 chain ဆင်းပေးပါတယ်ဗျာနော်အဲ့တော့2025ရဲ့ပွဲအစတွေမှာတောက်လျှောက်ဆင်းလာပြီးတယ်အဲ့တော့ဒီမှာထိတ်တီတူပါတယ်တူပြီးဆိုတာနဲ့38 chain 38လုံးပိုင်းအနေနဲ့2ရက်အတွင်းမှာဆင်းပေးပါတယ်ဗျာနော်ကြာရတဲ့ကတ်ထိုးပါ1 chain လုံးပိုင်းအနေနဲ့ကြာရတဲ့ကတ်ထိုးလို့ရအောင်ပြပေးတာပါဗျာနော်အဲ့တော့ဒီမှာ40 30ဖြစ်ပါတယ်အထက်အောက်မှာကျွန်တော်တို့လုံးတူပါတယ်ဗျာနော်မြည်ဒီကနန်းမဆိုအထက်အောက်မှာတူခဲ့မယ်ဆိုရင်38 chain က2ရက်အတွင်းဆင်းပေးပါတယ်အပုံစံမျိုးလေးပဲကျွန်တော်တို့2025ရဲ့ပွဲစဉ်တွေကို live စစ်ပြပေးမယ်ဗျာနော်33ဆိုတော့ထောက်တူပါတယ်1ရက်2ရက်3ရက်တည်းမှာ38 chain นี่လာဆင်းပေးပါတယ်ဗျာနော်သူကတော့38 chain ကိုတူထားတဲ့အတွက်ကြောင့်မလို့3ရက်မြောက်လောက်မှာလာဆင်းပေးပါတယ်ဗျာနော်ဒီမှာဆိုရင်88ထောက်81ရှစ်ဘူးဆိုတော့ကျွန်တော်တို့ထောက်တူပါတယ်38 chain ဆိုတော့နောက်ရက်မှာ2ရက်တွင်းမှာ38 chain นี่ဆင်းသွားပါတယ်ဗျာနော်အဲ့တော့ခဏရဲ့ကလင်နာရဲ့ flow ပါဗျာနော်အဲ့ပုံစံမျိုးပဲ62 82ထောက်အောက်မှာလုံးတူပါတယ်ဗျာနော်တူတဲ့အတွက်ကြောင့်မလို့38 chain ကဒီမှာဆိုရင်38 chain ပြတ်သွားတယ်ဗျာနော်ဒီပွဲလေးဒီပွဲရှိမယ်ပြတ်သွားတယ်ပထမအစောပိုင်းပွဲတွေအကုန်ဆင်းပေးပါတယ်ဗျာနော်အဲ့တော့ဒီမှာဆိုရင်ထိတ်ဒီအပိတ်ဒီမှာကျွန်တော်တို့အလုံးတူတာဖြစ်တဲ့အတွက်ကြောင့်မို့အထောက်တူတဲ့အတွက်ကြောင့်မို့လို့38 chain ကနောက်ရက်မှာ38ဆိုပြီးတဲပြုတ်ပါတယ်ဗျာနော်အဲ့ပုံစံမျိုးလေးပဲဒီမှာဆိုရင်လည်းထက်အောက်မှာထိတ်ဒီအပိတ်ဒီတူတဲ့အတွက်ကြောင့်မို့လို့38 chain ကကျွန်တော်တို့2ရက်တွင်းဆိုတော့83ဆိုတဲပြုတ်ပါတယ်ဗျာနော်အဲ့ဒါပုံစံမျိုးလေးပဲ62 52ဆိုတော့ကျွန်တော်တို့ထိတ်ဒီအထက်အောက်မှာပိတ်ဒီအထက်အောက်မှာတူတဲ့အတွက်ကြောင့်မို့လို့38 chain ကညနေမှာတန်းဆင်းပြီးတယ်ဗျာနော်အဲပုံစံမျိုးလေးပဲကျွန်တော်တို့ဒီပွဲမှာဆိုရင်81 81အပိတ်ဒီတူပါတယ်38 chain တွေကညနေမှာတန်းဆင်းပြီးပါတယ်နော်တန်းဆင်းပြီးတာ2ရက်တွင်းမှာဆင်းပြီးတာများတဲ့အတွက်ကြောင့်မလို့38ပြောင်းနေတဲ့38ကကျွန်တော်တို့ဒီပွဲမှာလာဖို့အားရန်ကောင်းပါတယ်ဗျာနော်အခြားသောမှုတွေလည်းရှိတဲ့အတွက်ကြောင့်မလို့38ကအစိုးရဆင်းမှုရှိနေပါတယ်ဗျာနော်အဲပုံစံမျိုးလေးပဲဒီမှာ44တူပါတယ်99တွေတူပါတယ်ထိတ်ဒီအပိတ်ဒီအထက်အောက်မှာတူခဲ့မယ်ဆိုရင်38 chain က2ရက်တွင်းမှာဆင်းပြီးပါတယ်ဗျာနော်အပုံစံမျိုးပဲကျွန်တော်တို့ဒီမှာ44ထက်အောက်တူပါတယ်38 chain ကျွန်တော်တို့ဒီမှာ58ဆိုပြီးတော့ဆင်းပေးပါတယ်ဗျာနော်အပုံစံမျိုးပဲဒီမှာဆိုရင်လည်းကျွန်တော်တို့9တွေအပိတ်ဒီတူပါတယ်38 chain ဆင်းပေးပါတယ်ဗျာနော်အဲ့တော့အပူကလည်းလာမယ်ဆိုရင်စောပါလိမ့်မယ်ဗျာနော်အဲ့တော့ကျွန်တော်အမူချုပ်ကိုလည်းတင်ပေးပါမယ်ဗျာနော်အဲ့တော့84 81ဆိုတော့ထိတ်ထက်အောက်မှာခွန်နေတူတဲ့အတွက်ကြောင့်မို့လို့ခွန်နေတူတဲ့အတွက်ကြောင့်မလို့38 chain က2ရက်တွင်းဆင်းလာဖို့ရှိပါတယ်ဗျာနော်38 break တွေကတော့ဆင်းထားတာဖြစ်တဲ့အတွက်ကြောင့်38 chain ကမဖြစ်မနေဆင်းမှုအားကောင်းနေပါတယ်ဗျာနော်အခြားသောပုံတွေလည်းရှိတဲ့အတွက်ကြောင့်မလို့ကြိုင်ရင်လုံးပိုင်း1 chain နေနဲ့အထက်အောက်မှာထိတ်ဖြစ်အပိတ်ဖြစ်ကနန်းမြည်ဒီကနန်းမဆိုတူခဲ့မယ်ဆိုရင်38 chain 38လုံးပိုင်းပါဗျာနော်2ရက်တွင်းလိုက်ပါအဲ့တော့ကျွန်တော်လုံးပိုင်း1 chain တွေနဲ့ပတ်တိကြိုက်တဲ့မျိုးတွေအတွက်ကိုပြပေးလိုက်ပါတယ်ဗျာနော်ကြိုင်လိုက်ပါဗျာနော်